လောကကြီးမှာလေတန်ဖိုးရှိတဲ့ကိစ္စကိုဘယ်တော့မှလွယ်လွယ်နဲ့မရဘူးဒါပေမဲ့ကိုလည်းယုံကြည်မှုရှိရမယ်တချို့ကနေဆိုလို့ရှိရင်စိတ်လျှော့တာသိပ်မြန်တာပဲငါမလုံနိုင်ပါဘူးဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်ကျမခဏပေါ့နော်ဆရာတော်ဘုရားကြီးတပါးရဲ့ဩဘာဒကိုကျမမျှဝေလေးရှိပါတယ်ဝိရိယဆိုတာ၄ဆင့်ရှိတယ်တဲ့ပထမအဆင့်ကအလုပ်တစ်ခုကိုလုပ်မယ်ဆိုတော့ဆုံးဖြတ်တာဒါအနေဆုံးအဆင့်ဝိရိယဒုတိယအဆင့်ကဆုံးဖြတ်ချက်အတိုင်းဒီအလုပ်ကိုစလုပ်တာဒါဒုတိယအဆင့်တတိယအဆင့်ကတော့ခက်ခဲပြီမဲ့လည်းဆက်ပြီးတော့လုပ်တာသရုပ်ထအဆင့်ကတော့ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှလက်မမြောက်ဖိနဲ့နောက်တစ်ခါထပ်ပြီးတော့ကြိုးစားတာတဲ့အဲ့ဒါဝိရိယပါတပင်စိုက်တယ်ဆိုရင်တောင်မှအချိန်ယူရတယ်တစ်ပင်ဟာကြီးသလောက်ကိုပို့ပြီးတော့အချိန်ယူရတယ်ခဏကြာမဲ့အပင်လေးတစ်ခုကတော့တခဏနဲ့ကြီးထွားပေမဲ့တကယ်ကြီးထွားပြီးတော့အများကိုအရေးအာဝါဒအသီးအပွင့်နေနဲ့အကျိုးပြုဖို့အပင်ကြီးပြုစုပြောထောင်မှုဆိုတာအင်မတန်မှအချိန်ယူရပါတယ်ဒါပေမဲ့အချိန်ယူရဲဆိုတာဒီတိုင်းပြစ်ထားလို့လည်းမရဘူးရေလောင်းပေးရမယ်လိုအပ်လို့ရှိရင်ဘေးကမြေကြီးဆွပေးရမယ်ဘေးကနေပြီးတော့ဟိုစိတ်ကလေးတွေလာပြီးတော့မစားအောင်လို့ကာသိရင်ကာပေးရမယ်အမျိုးမျိုးပေါ့နော်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်အားပေးရမယ်အဲ့ဒီလိုပဲ